Good morning မင်္ဂလာပါကျမအီတမမဒီနေ့တော့ကျမမင်းနဲ့ပတ်သက်တဲ့ကျမ practice လုပ်ခဲ့တဲ့ tip လေးတစ်ခုကို sharing လုပ်ပေးမှာဖြစ်ပါတယ်ဒီ tip လေးကတော့အမှန်တော့ကျမကိုပထမဆုံး international school တစ်ခုမှာအလုပ်လုပ်ခဲ့တော့ကကျမရဲ့ boss ကပြောခဲ့တာလေးပါကျမတို့ဆရာမတွေကိုညနေပိုင်းကြောက်လို့ရှိရင်meeting တွေလုပ်ပေးရပေါ့နော် weekly meeting တွေမှာသူကိုယ်တိုင်တက်တယ်တက်ပြီးတဲ့ခါကျလို့ရှိရင်ကျောင်းမှာရှိနေတဲ့ event တွေပေါ့နော်လုပ်ရမယ့် plan တွေကျောင်းနေပြောတယ် training တွေပေးစရာရှိရင်လည်းသူချိန်ရတဲ့လောက်ပေးတယ် experience တွေကို sharing လုပ်ပေးတယ်သူရဲ့ knowledge တွေကို share လုပ်ပေးတယ်အဲ့လိုမျိုးလေးနဲ့သွားခဲ့တာပေါ့နော်အဲ့မှာသူပြောခဲ့တဲ့စကားလေးတစ်ခုကကြတော့ to be rich it is not how much you earn it is how much you save အဲ့လိုပြောရပေါ့နော်ကျမအဲ့လိုလေးတွေပေါ့နော်ကိုယ့်အတွက်အသုံးဝင်မဲ့ tip လေးတွေရှိရဆိုရင်တခြား like နားထောင်တတ်တယ်ဆိုတော့ like အဲ့နားထောင်လဲ like လဲတွေးတဲ့ခါကျတော့ဒါဖြစ်နိုင်လားပေါ့နော်ဖြစ်နိုင်လားဆိုတော့ तू က he's already a boss तू ကတတိယယောက်ဖြစ်နေပြီသားဆိုတော့it must be true ဒါမှန်လိမ့်မယ်ပေါ့နော်ဆိုတော့ငါလဲrich ဖြစ်ချင်တယ်ငွေအများကြီးပိုင်ဆိုင်ခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုရင်ဒီလို practice လုပ်တယ်ဆိုရင်anyway ဖြစ်နိုင်လိမ့်မယ်ပေါ့နော်ဟိုအများကြီးပေါ့သူ့အတိုင်းအတာနဲ့သူပေါ့လေအများကြီးဟိုချမ်းသာလာတာမဟုတ်သည့်တိုင်အောင်ငွေတွေအများကြီးတနေ့တော့ကင်နိုင်မယ်ဆိုရက်စိတ်နဲ့ပေါ့နော်အဲ့ဒါလေးကိုလုပ်ဖြစ်ခဲ့တယ်ကျမငငယ်ကလေးကလည်းငွေစုခဲ့ပါတယ်အိမ်ကမဟုတ်ပေးတဲ့ခါကျလို့ရှိရင်အကုန်လုံးစားတာမဟုတ်ဘဲနဲ့စုဘူးလေးနဲ့စုတာတို့အဲ့လိုမျိုးလုပ်ခဲ့ရပေါ့နော်သူကလည်းအဲ့လိုတွေချက်ပြောပြတယ်နော်ဆရာတယောက်ရှိသေးတယ်ကျမတို့ကိုဗုဒ္ဓဘာသာ38ပြာမင်္ဂလာเนาะနောက်က force English force စတဲ့သင်တန်းတွေဖွင့်ပေးခဲ့တယ်ကျမရဲ့ဖုန်းပေါ့နော်ကဘာလုပ်ပေးလဲဆိုတော့ကျမတို့10တန်းတွေအောင်တဲ့ခါကျတော့ဖြစ်မဲ့တင်တယ်ပေါ့နော်ကျမအဲ့ဒါအရင်ကြီးတော့ဘယ်အကြောင်းရလဲဆိုတော့မမှတ်မိဘူးကျမတို့မြန်မာစီးပွားရေးဘဏ်ကိုခေါ်သွားပြီးတဲ့ခါကျတော့ဘာလုပ်ပေးလဲဆိုတော့အကောင့်တွေဖွင့်ပေးတယ်နော်ဘန်စာအုပ်တုပ်စီဖွင့်ပေးတယ်ကျမရဲ့တငယ်ချင်းနောက်2ယောက်လောက်ရဲ့ကိုဘန်စာအုပ်တုပ်စီဖွင့်ပေးပြီးတော့မဖို့အနေနဲ့2000 3000စသဖြင့်အဲ့လိုထည့်ပေးလိုက်တယ်ဆိုတော့ဒါကလည်းဘာကိုဟိုပေါ့နော်လက်ဆောင်ပေးရလဲဆိုတော့ငွေစုရမယ်ဆိုတဲ့ knowledge ကိုတစ်ခါတည်းလက်ဆောင်ပေးလိုက်တာပေါ့နော်ဒါနောက်လာကြရင်စုကြပေါ့နော်အဲ့ချိန်တွေကကျမတို့ကဆရာပေါက်စာလေးဖြစ်နေပြီလေစာရီတင်နေပြီးတဲ့ခါကျရင်ဟိုလာစဉ်ကျောင်းတက်နေပြီပေါ့နော်ကျောင်းတက်ရင်လည်းစာသင်တဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ငွေဝင်နေပြီပေါ့နော်အဲ့တော့အဲ့ဘန်စာအုပ်လေးရလာတဲ့ခါကျတော့ကျမတို့လာစဉ်လာတိုင်းဓမ္မမွေနောင်2လတစ်ခါ3လတစ်ခါစသဖြင့်ပေါ့နော်လက်ထဲမှာငွေလေးတွေကိုဟိုခဏစုထားပြီးတဲ့ခါကျတော့ဘန်ထဲကိုသွားထည့်တယ်ပေါ့နော်နောက်အတိုးရတဲ့ခါကျတော့လည်းပျော်တယ်ပေါ့နော်အဲ့လိုနဲ့ငွေစုဖြစ်တယ်နောက်လုပ်ငန်းခွင်ပေါ့နော်တကယ်ကြောင်းနေပြီးလို့ဝင်တဲ့ခါကျတော့ boss ကလည်းဒါကိုထပ်ပြောတဲ့ခါကျတော့ဒါဟာငွေစုတာဟာအရေးကြီးတယ်ဘယ်လောက်စုနိုင်လဲမများစုနိုင်တော့ပိုကောင်းတာပေါ့နော်မများရှာမများစုနိုင်တော့ပိုကောင်းတာပေါ့ဒါပေမဲ့နည်းနည်းပဲရှာနိုင်လို့အကုန်သုံးလိုက်တယ်ဆိုလို့ရှိရင်တော့ဘာမှကြက်မှာမဟုတ်ဘူးလေအဲ့ဒါဖြစ်တဲ့ကျမဒီငွေစုခဲ့တယ်လာစဉ်လာတိုင်းကိုသုံးရမယ့်ဟာတွေသုံးတယ်အင်ကိုပေးစရာရှိတာလေးလည်းပေးတယ်အင်ကိုပေးရမယ့်ဟာကိုပေးတယ်ပြီးရင်စားကျင်တာကိုဝယ်စားတယ်ဝတ်ချင်တဲ့ဟာကိုလည်းကိုထိုက်တဲ့လောက်ဝယ်ဝတ်တယ်ပေါ့နော်ဒါပေမဲ့ပတ်စံကိုတော့မဖြုံးပေါ့နော်တချို့ကြတော့ဒီလို gadget တွေပေါ့ဖုန်းတွေတို့ဘာတခုအသစ်ဆန်းပေါ်လို့ရှိရင်ဝယ်ချင်တယ်နောက်ကအကုန်စားပလိုက်ချင်တယ်သုံးပလိုက်ချင်တယ်ဆိုတာရှိတယ်ကျမအဲ့ဒါတွေပုံမှာတော့အဲ့လောက်ကြီးမလုပ်ပေါ့နော်မသုံးပေါ့နော်သုံးသိတဲ့ညာသုံးတယ်ခီးသွားမလားသွားတယ်အဲ့လိုလိုလို့ရှင်တော့သုံးတယ်ပေါ့နော်မဟုတ်ဘူးဆိုရင်ကျမ saving လုပ်ဖြစ်အောင်လုပ်တယ်အဲ့လိုနဲ့ပဲလာတိုင်းစုတယ်တစ်နှစ်ကြာလာတဲ့ခါကျတော့ငွေလေးတွေကများလာတယ်2နှစ်3နှစ်စသဖြင့်ပေါ့နော်အဲ့လိုများလာတဲ့ခါကျရင်ဒါဟာရွှေအစလေးလုပ်လို့ရတယ်ဆိုရင်မောင်းဝင်လေးပဲဖြစ်ပေါ့နော်လက်စွပ်အသေးသေးလေးတွေကစပြီးတော့အလိုလေးလှုပ်ပြီးတော့စုခဲ့တယ်အဲ့လိုနဲ့ပဲ
စုခဲ့တဲ့ဟာလေးတွေဟာမောင်းဝင်းလေးကနေမှပေါ့နော်လက်စွပ်လေးကနေမှဟန်ချင်းလေးစသဖြင့်ပေါ့နော်အဲ့လိုလေးတွေပြောင်းပြီးတော့စုပစ်တယ်ဒါလေးတွေကကြာတဲ့ခါကျတော့သူ့ရဲ့ပေါ့နော်တန်ဖိုးတွေကတက်လာတာပေါ့နော်ဥပမာဆိုလို့ရှိရင်ကျွန်မငွေ8သိန်းတစ်ကြက်သားကိုပေါ့နော်ရွှေတစ်ကြက်သားကိုငွေ8သိန်းကာလမှာဝယ်ထားတဲ့ဒီရွှေဟာအခုဆိုလို့ရှိရင်380ကျော်နေပြီလေဆိုတော့အဲ့နီးနဲ့ပဲငွေတွေဟာပွားလာတာဖြစ်တယ်ဆိုတော့ saving လုပ်တာဟာနော်ငွေတွေတိုးပွားဖို့အတွက် rich ဖြစ်ဖို့အတွက်ကောင်းမွန်တဲ့ habit တစ်ခုဖြစ်တယ်ဆိုတာကို sharing လာလုပ်ပေးတာပါဆိုတော့ဒါလေးကိုနားထောင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် Have a nice day. Bye bye.